တုတ်တန်ခန်းကြီး14:26ထောင်ရဖျားကိုကြောက်ရွံ့ခြင်းသည်အာကြီးသောကိုးစားရာခွင့်ကိုဖြစ်စေတတ်၏အာမင်ဒီနေ့ကျမ်းစာမှာတော့အာကြီးသောကိုးစားရာဆိုတာဘာကိုပြောလဲဆိုရင် strong confidence ကျွန်တော်တို့အရောက်စီတိုင်းစိတ်ချမှုရှိဖို့ strong confidence ရှိဖို့ဖျားကိုကိုးစားမှာဖြစ်တယ်အာမင်ကျွန်တော်တသက်ခံခြင်းနဲ့2021ခုနှစ်မှာပေါ့နော်ကျွန်တော်ဖန်ခံရတယ်နော်အဖမခံခဲ့ဒီတရင်စတက်လာတဲ့ပေါ့နော်ဖုန်းနဲ့ဆက်ကြတယ်အပြေးတော့လက်တော့ဒါပေမဲ့ကျွန်မစဉ်းစားတာကငါနဲ့တူဖျားရှိရင်အဲ့ညမှာတခုခုတော့ဖြစ်မှာပဲအဲ့ဒါကျွန်မအဝေစားလေးပြီးထိုင်ဆောင်နေကျွန်မသမီးလေးကငိုတယ်ကျွန်မအမျိုးသားကမျက်နှာလေးပြက်နေပြီဒါပေမဲ့ကျွန်မကအနှွေးလေးကိုင်ပြီးတော့ဝေစားလေးပြီးကျွန်မထိုင်ဆောင်အဲ့တော့မနေ့ကျတော့လာဖမ်းသွားတော့နော်အဲ့ကျွန်မယုံကြည်တဲ့အရာကဘာလဲဆိုရင်ဖျားသခင်ကဒုက္ခအခက်အခဲတွေကိုရင်ဆိုင်နိုင်တဲ့ဗီဇကိုထည့်ထားပြီးသားဖြစ်တယ်အာမင်အာမင်လူငယ်တော်တော်များများကိုတချို့သောလူကြီးတွေကိုဂိမ်းထဲမှာအဲ့ဒီဗီဇာကိုတန်နေတယ်ဂိမ်းဆောက်လို့ရှိရင်ရှုံးတယ်မလားရှုံးရင်မနိုင်မချင်းစော့တယ်မလားဘလောက်ပဲအကောင်ကြီးပဲလာတာအထက်မှာပါဝါဘလောက်ကောင်ငါဖြိုးပြစ်မယ်ကွာဆိုတဲ့စိတ်အားကြီးချင်းနဲ့ကျမတို့တော့ဂိမ်းကိုရအောင်စော့တယ်နော်ဒါပေမဲ့ပြင်လောကမှာကြတော့အားမရှိတော့ဘူးမိုးရွာလို့နေဘူးလို့ဖះเจ้าမသွားချင်ဘူးစိတ်ညစ်လို့ကျမ်းစာမဖတ်ချင်တော့အသေးကွဲထားလို့ဝါရှင်မလုပ်နိုင်တော့ဘူးစားသဖြင့်လေဗီဇပြောင်းပြန်ဖြစ်နေတယ်အဲ့ဒါကိုကျွန်တော်ကောင်းကောင်းသိတဲ့အခါမှာငါရဲ့အထဲမှာဂျိုင်းရံတွေကိုဖြိုခွဲနိုင်တဲ့ဗီဇကိုဖះထည့်ပေးထားဖြစ်တယ်အာမင်အဲ့ဒီတော့ကျွန်မအဲ့ဒီယုံကြည်ခြင်းနဲ့ခုနပြောတဲ့ strong confidence နဲ့ကျွန်မသွားတာဖြစ်တယ်ဒီမှာရှိတဲ့လူငယ်တွေယုံကြည်ပါကျွန်တော်တို့ရောက်တဲ့နေရာကဘယ်လိုနေရာချင်းဖြစ်နေပါစေထာဝရဘုရားကိုကိုးစားတဲ့သူကအာမင်ခွန်အားကြီးတော်သူဖြစ်တယ်တကယ်ချန်ပီယံဖြစ်တယ်အာမင်ပထမရက်ကဆရာမမုံကလည်းဝိညာဉ်သွားတယ်ယောသန်ထောင်ထဲကိုသွားတယ်တစ်ချက်မှမကြီးသွားဘူးနော်ကျွန်တော်တို့အတူရုံမှာဖြစ်တယ်ဘာဖြစ်လို့လဲသူသိတာငါနဲ့ဖျားရှိတယ်ကိုဆိုတဲ့ strong confidence ရှိတယ် hallelujah hallelujah အဲ့ဒါကျွန်မ yes ကပထမရောက်သွားတာပေါ့နော်ရောက်သွားတော့ဘာပြောလဲဆိုရင်မတို့ဘာမှမပုံနဲ့တဲ့တည်င်းချွတ်ကြလို့ရှိရင်လည်းမတို့အမှုလွတ်မာတယ်အများကြီးလွတ်မာတယ်ဒါပေမဲ့ကျွန်မအဲ့မှာရောက်နေ၄-၅ယောက်ရှိတယ်အဲ့လေးကိုပြောတယ်ငါလေးလို့ဒီထက်ကလူတိုင်းရောက်ဖို့လိုတာမဟုတ်ဘူးလို့ရောက်လက်စားနဲ့ဟာလို့အင်းစစ်ထောင်တွေ့ကြလို့ချင်သေးတာလို့ဆိုကျွန်မကဘာသာဟောင်းတယ်မျိုးပြိုးပြီးချကြတယ်မကျွန်မအင်းစစ်ရောက်သွားတယ်အင်းစစ်ရောက်သွားပြီးတော့လည်းကျွန်မအမိတ်မချသေးဘူးပေါ့နော်အမှုစီရင်နေတဲ့အချိန်မှာဆရာဆုံးမကပြောတယ်ဟာငါနေလို့တော့ဆူတောင်းပေးနေတယ်ကျွန်မခက်တီတီပဲဘာလို့ကျွန်မကမဆုံးမချင်းသွားဆိုတော့ကျွန်မသိတယ်အဲ့ဒီအချိန်မှာမိသားစုကလာပြီးချိုးတွေငိုကြတယ်ကျွန်မထောင်ပေးပြီးငိုပါနဲ့ဟဲ့သူတို့အမျက်ရည်ပြန်သုံးပေးရတယ်ဖျားပေးတဲ့ခွန်အားဖြစ်တယ်အဲ့ဒီကနေတော့ကျွန်မquarantine အယုံဝင်ရတဲ့ခါမှာသူတို့ကဘာပြောလဲဆိုရင်ဟိုမှာတင်းဦးဆင်မကြောက်အခုတော့ဆောင်ကြောက်ပါလာတယ်တဲ့တင်းဦးဆင်မကြောက်ပါလို့ quarantine 27ရက်ပြည့်တဲ့သူတွေကဟိုဘက်ကိုရောက်ဟိုဘက်ကလည်းအာထုံးမှန်တယ်ညော်နေတာဟာဆင်မကြောက်ပါတယ်နော်သူတို့စိတ်ထဲမှာဆင်မမာတယ်ဆိုကြီးကြီးပေါ့နော်ထုံထုံမောမောကြီးခဏညညကြီးထင်းလာတာအဲ့တော့ကျွန်မကနော် quarantine 27ရက်ပြည့်လို့ဒီဘက်မချုပ်သုံးပေါ့နော်မချုပ်သုံးရောက်တော့ဒါလေးနဲ့ဆရာမမာရီယာနဲ့ပြောလဲပြောမျက်နှာလေးကအီလေလေလေးနဲ့ကိုကသိတယ်ဒါမှခက်တည်ပဲပေါ့နော်ဒီနေ့တော့ဆင်မပဲတရားဟောပါလို့ကျွန်မဝေငှလိုက်တယ်အဲ့ဒီမှာကျတော့ prison worship လုပ်တယ်ဝေငှတယ်ဒီလိုအဆောင်မဟုတ်ပါဘူးဒီလို corridor တန်းပိတ်တဲ့အချိန်ပေါ့နော်တန်းပိတ်တဲ့အချိန် corridor မှာဖြာလေးခင်းပြီးတော့ပဲဘုရားရှိခိုးရတာပါအဲ့ဒီမှာညီမတစ်ယောက်အာစီကညီမနှစ်ယောက်ဥဆောင်နေတယ်သူတို့ကတော့ same မှုပေါ့နော်ဥဆောင်နေရရှိတယ်ရန်နှုတ်ထားကြတယ်အဲ့ဒီမှာတရားဟောပြီးလဲပြီးတော့တတ်သိခံခြင်းလာတယ်ဆူတောင်းနေပြီးမှသွားတယ်ပေါ့နော်တတ်သိခံတဲ့အချိန်မှာဘာပြောလဲဆိုရင်ဒီတယောက်ကဒီအမှုတော်ကဒီဆီယမကဖျားလွတ်လိုက်တယ်ဟုတ်လားမဟုတ်လားသူတရားဟောတဲ့အထဲမှာဒီနေ့ဝင်လာတဲ့အထဲမှာသိကျင်တဲ့အဖြစ်ပါပါစေလို့ဆုတောင်းတာနှစ်ချက်လုံးပါတယ်တဲ့ဆီယမဖျားလွတ်တဲ့လူဖြစ်တယ်ဟာလေလုယာအဲ့ဒီဆီယမနောက်တစ်ယောက်ကဟုတ်တယ်တဲ့သူကလည်းကိုယ်ကြည့်ပြီးထင်သေးတာပေါ့နော်ငါလည်းအဲ့လိုမေးရတဲ့အထဲမှာလည်းငါမေးတဲ့အချက်သိကျင်တဲ့အချက်ဆီယမဟောတဲ့အထဲမှာပါသွားပြီပြီးလဲပြီးတော့အဲ့ဒီအမျိုးသမီးကထရှိတယ်ဟဲ့ဘာဖြစ်လို့ထားရတာလဲကိုအောင်ကြုံဖြစ်သွားပါတော့ဆရာမစိတ်မဆိုးနဲ့တော့လေပြောတော့စိတ်မဆိုးနဲ့တော့တခင်းကြီးရှိနေတယ်သိလားဘာဖြစ်လို့လဲဆိုတော့ဆရာမကကျမတို့ကဒီမှာလေးတဲ့ဥဆောင်မဲ့တင်းဦးဆရာမမရှိလို့တင်းဦးဆရာမတယောက်တော့လွတ်ပေးပါလို့ဆူတောင်းနေတာတဲ့ဆရာမစိတ်မဆိုးနဲ့တော့ပြောချင်တာသူတို့ဆူတောင်းလိုက်တော့ကျမရောက်လာရတယ်ပေါ့နော်ကျမလည်းကျေးဇူးတော်ချီးမွမ်းအိမ်ကိုကျမစာရေးလိုက်တယ်ဟဲ့ဘုရားလွတ်တာနော်လို့ကျမစာရေးလိုက်တယ်အဲ့ဒီမှာနှိုးထားမှုတွေဖြစ်တယ်ပထမတစ်ပတ်မှာတော့ပေါ့နော်ကျမကဘာမြင်လဲဆိုစကားအားရှုပ်တဲ့အဲ့နေရာလေအာရန်ချောင်းတဲ့လူကဆရာကြီးဖြစ်တယ်ဆိုတော့ကျမကိုယ့်ကိုယ်ပဲကိုယ့်နေရာမှာပဲကိုနေတယ်ကျန်းစာဖတ်တဲ့ဆူတောင်းတယ်ပြီးလို့ရှိရင်တနည်းခုနေကျမဥဆောင်တယ်ဒီလောက်ပဲကျမလုပ်တယ်ပြီးရင်စကားတစ်ခွန်းရှိတယ်လွတ်ကြောင်ကြောင်သွားတယ်တဲ့ဘာဖြစ်လို့လဲလွတ်ကြောင်ကြောင်လဲဆိုတော့လွတ်ချင်လို့အားကြီးလို့ဖခင်တ
လို့ပြောခောက်သွားပြီပေါ့လွတ်ချင်လို့ခောက်သွားပြီအဲ့တော့ကျမကလည်းငါ့ကိုလွတ်ချောင်လို့တော့ပြောမခံနိုင်အဲ့တော့ဘာဖြစ်လဲခရိယန်ဆီယာမဖြစ်တဲ့အတွက်မနေ့တစ်ခေါက်ညတစ်ခေါက်တော့ကျန်းစာဘက်ဆူတောင်းတယ် traditional ပဲပြီးကျမအိမ်ဝင်စာရေးတယ်ဟဲ့ငါတော့စိတ်မပူနဲ့နော်ငါကအမှုတော်ဆောင်ဖြစ်တယ်ရောက်တဲ့နေရာမှာနေတတ်တယ်ရှိတာနဲ့စားတတ်တယ်လူတိုင်းနဲ့တက်အောင်ပေါင်းတယ်လို့ကျမစာရေးလိုက်ပြီးတော့အဲ့တိုင်းပဲနေတယ်အဲ့ဒီမှာဘာသာမဲ့တွေမှာပြောင်းလဲလာတာဖြစ်တယ်ဘာသာမဲ့တယောက်ပြောင်းလဲလာတဲ့အခါမှာဟာလေလုယာအဲ့ဒီအောင်ပြောင်းလဲလာတဲ့အခါမှာသူ့ကိုလူတွေကမေးတယ်ကျမတို့မျက်ခုံးလောက်တာပေါ့နော်ဘာလို့အတိုင်းခံရရင်လေရုံကရောက်တယ်တကယ်လည်းရောက်တယ်ကျန်းစာအုပ်တွေတွင်းနေလူတွေနှုတ်ထားလာတဲ့အခါမှာကျမရုံကခေါ်ခိုင်းပြီးစကားပြောရင်နင်တို့ကတွေးဆောင်နေတာလားအဲ့လိုပြောခဲ့ရအဲ့တော့အဲ့ဘာသာမဲ့တဲ့အမျိုးသမီးမေးတယ်နင်ဘာဖြစ်လို့ခရိယန်ဖြစ်သွားတယ်လို့ပြောတော့နင်စဉ်းစားကြည့်လေတဲ့ဒီနေရာကလောကရဲ့ငရဲဖြစ်တယ်တဲ့လူတိုင်းကိုကြည့်လိုက်တယ်အကုန်ကပူလောင်နေတာမိလောင်နေကြတာလေအဲ့ဒီအထဲမှာဆီယမမာရီယာတယောက်လည်းကွက်ပြီးအေးချမ်းနေတယ်ဘာဖြစ်လို့လဲဆိုတာသိချင်တာလားဟာလေလုယာအဲ့ဒါနဲ့ကျမတို့ကလာမေးတယ်ကျန်းစာဖိုင်ရလားတနေ့ကနေလာပေါင်းလဲအဲ့ပြောင်းလဲသွားပြီအပြင်ရောက်လာပြီနှစ်ချင်းခံပြီးပြီကျန်းစာကြောင့်ဘုတကွက်ရပွားဖြစ်တယ်ဟာလေလုယာအဲ့လိုတော့နော်ကျမအဲ့ဒီမှာအဲ့ဒီမျိုးသမီးကလည်းဘာပြောလဲဆိုရင်ဆမမာရီယာအပြင်ထွက်ရမှာတဲ့တချို့တွေကအမှုရင်ဆိုင်နေတဲ့ကာလမှာပိတ်သိမ်းလို့ပေါ့နော်ဖြေလျှော့လို့နဲ့လွတ်သွားတယ်လေအဲ့နဲ့ကျမသူ့ပြန်ကြည့်ပြောတယ်ဟဲ့ဒီထက်ရောက်ဖို့ဆိုတော့လည်းတော့မဟုတ်ဘူးငါရုံးလက်စားနဲ့အကြဆောင်ကညီမတွေလည်းသွားပြီးတော့မှခွာပေးချင်သေးတာလို့အကြဆောင်အတွေ့အကြုံနဲ့လိုချင်သေးတာလို့ပြောတော့ကျမတို့လည်းအဲ့ဒီအမျိုးသမီးညီမလေးကလည်းစိတ်သေးတယ်ဆိုတဲ့ပုံစံမျိုးနဲ့ချိန်သီးလားတကယ်အဲ့ဒါဖြစ်ရမှန်းဖြစ်တယ်လို့ဖယားပေးတဲ့ခွန်အားနဲ့ဖြစ်တယ်တော့ကျမအပြင်ရောက်လာတော့အဲ့တော့တက်သေးခံတော့ဘာပြောလဲဆိုကျမတို့ကလွတ်ဖို့ဆူတောင်းနေအဲ့ဒါကြောင့်မလွတ်တာဟုတ်တဲ့ဆရာမကဆက်သွားချင်နေတာဟုတ်တဲ့ပြောလိုက်တာခုရှိသေးကိုတော်လို့ຫນွေမိုးဆောင်လဲတော့ခုလုံးမှဖြတ်ပြီးပြီအပူလိုင်းဖြတ်တဲ့အချိန်ရောအေးလိုင်းဖြတ်တဲ့အချိန်ရောဖြတ်ပြီးပြီကျမရဲ့ဒီဝိညာဉ်သားသမီးတွေလည်းတိဆောက်ပေးတာလုံလောက်ပြီလို့ကျမယုံကြည်တယ်ຫນွေမိုးဆောင်လက်ထပ်ပြီးရပြီကိုတော်လို့ပြောလိုက်တဲ့အချိန်မှာဖျားပြီးလုပ်ပေးတာဖြစ်တယ်အဲ့လိုနဲ့ကျမ3နှစ်အမိန်ကြတယ်အကြဆောင်ပဲရောက်သွားပြီအဲ့ဒီမှာပိုးဆိုးသွားပြီလူတွေကတရားတော်ကြောင့်စကားအတင်စီမခံတော့ဘူးအဲ့ဒီအချိန်မှာကောင်းကောင်းနေချင်တော့ကိုကပြဿနာမတက်ချင်တော့တက်ချင်တဲ့လူတွေရန်စားတွေပေါ်လာပြီးမနာလိုတဲ့သူတွေတိုက်ခိုက်နေတဲ့ဘေးကနေထိုင်ဆဲနေတဲ့သူတွေအဲ့လိုတွေပေါ်လာပြီးဆိုတဲ့အခါမှာအဲ့ဒီအချိန်မှာကျမရုန်းကန်တာအဲ့ဒီအချိန်မှာကျမဘာမြင်လဲဆိုရင်ကျမအထက်ကဝိညာဉ်မိတော့ကတဖြည်းဖြည်းနဲ့အားနေလာတာမြင်ရတယ်အဲ့မှာကျမအယံလန့်သွားတယ်ဟာငါဝိညာဉ်ရအားနေလို့သွားပြီလို့ဘာဖြစ်လို့အဲ့ဒီနေရာမှာလေရောက်ကတည်းကကျန်းစာဖိုင်လည်းဘာဖွင့်ပြချင်မှမရတော့ရှင်မတဲ့ချင်းဆိုရင်တော့မထုံဝင်ပြီးခံစားချက်ကြီးရနော်ယုံကြည်သူတော်တော်များများကကျန်းစာလည်းမဖတ်တော့ဘူးစုလည်းမတောင်းတော့အချိန်မှာကျမရောက်သွားတာဖြစ်တယ်အဲ့ဒီအချိန်မှာဖခင်ကတရက်မှာကျမကိုစကားပြောတယ်မာရီယာလောကမှာလင်တယူမရတာယူဥစ္စာယူဘဝင်ယူအယုံနဲ့အများကြီးရှိတဲ့ထဲမှာနေငါလည်းလွတ်ကြောင်ကြောင်နဲ့ဖခင်ယူတဲ့ပြောခံတာနင့်ဘာနာစရာရှိလဲဟာလေဒီကတော့ကျမမနာတော့ဘူးလို့ဒီနေ့စပြီအဲ့ဒီနေ့ကစပြီးတော့ကျမနေရောညောကျမဖခင်နဲ့လုံထွေးတယ်ကျန်းစာဖတ်တဲ့ဆူတောင်းနဲ့ကျန်းစာဖတ်တဲ့ဆူတောင်းနဲ့ဆရာကြီးဂျိုးအော်စတြေးလျဆောက်တဲ့ဖတ်ပြီးတမရအခောက်ပြန်ဖတ်တယ်မနေ့ကစာလန်ကြောင်းအပတ်90လောက်ရှိတယ်ကျမရွတ်တယ်ကိုနားကိုပြန်ကြအောင်ရွတ်တယ်အဲ့ဒီအချိန်မှာလူတွေရဲ့အမြင်မှာပါလဲဆိုရင်သွားပြီးဆီယမမာရီယာကိုလက်တောင်ကြောင်းသွားထဲမှာပဲနော်ပြီးတော့မှကျမတို့တကြံ21ရက်နေ့မတိုင်ခင်မှာလေဒီလိုချိန်ပေါ့နော်21ရက်နေ့မတိုင်ခင်မှာဆိုရင်အထိတ်ထံဝင်တဲ့သူတွေတရားထိုင်တဲ့သူတွေဘာလို့လွတ်ချင်ကြတာပေါ့နော်21ရက်တော့အများကြီးလွတ်ကြတာဟုတ်အဲ့တော့အဲ့အချိန်မှာကျမငကိုတိုင်းမှာနေအောင်ညောဖျားနဲ့လုံးထွေးနေတဲ့အချိန်ဖြစ်တယ်21ရက်နေ့မှာမလွတ်ဘူးဆိုတော့ဖျားကျမကြိုပြောပြီးသားဘာလို့ကျမလည်းပြောတာအများနဲ့မလွတ်ချင်ဘူးလို့ဖျားကလွတ်တဲ့နီးလက်နဲ့တိတ်ရောက်တဲ့ထူးထူးဆန်းလွတ်ချင်တယ်ကျမဆူတောင်းတာအဲ့ဒါကျမမပါသေးဘူးဆိုတော့ကျမသိတယ်ဒါပေမဲ့သူတို့လည်းခွန်အားပေးတယ်ပေါ့နော်မပြောဘူးပေါ့နော်အဲ့ဒီမှာပေါ့နော်နှစ်ဆန်းဒီတကြံ၄ရက်ကြာတယ်အဲ့နှစ်ကလေတကြံ၄ရက်ကြာတဲ့နေ့မှာယေရှုတော်ကြောင့်ကျမ်းစာသင်တဲ့၄ရက်လုံးလုပ်လိုက်ရဟာလေလုယာဘာဖြစ်လို့ကျမတို့ကဒီတက်ဖွင့်တဲ့အချိန်မှာလေဖြာလေးတွေခင်းပြီးဥယျာဉ်ထဲမှာပေါ့နော်ဖြာလေးတွေခင်းပြီးအဆောင်ရှိကလာတဲ့ကျန်းစာအုပ်လေးချထားတဲ့ခါမှာအဲ့ဒီအဆောင်မမလေးရတယ်သဘောကောင်းပါတယ်။ तू ကအဆောင်ကိုပတ်ချင်နေအိုးတဲ့ခရိယန်တွေလည်းဥပုသ်ဆောင်လာလားတဲ့ပြောလိုက်တဲ့ကခွင့်ရပါဖြစ်တယ်ဟာလေလုယာမဟုတ်လို့ရှိရင်ကျမတို့ကျန်းစာသင်လာတော့မှကြည့်ပြီးတော့လေအတော့ထောင်လုံးကြတယ်တိုင်ကြတယ်လေအဲ့တော့၄ရက်လုံးကျန်းစာသင်တဲ့ကောင်းကောင်းလုပ်လို့ရတယ်ပထမရက်မှာကျမကဲတင်ချင်းစိတ်ချမှုပြန်နှွေးပေးတယ်နောက်တော့ဝိညာဉ်စုကျေးဇူးတွေအကြောင်းနောက်ဆုံးရက်မှာပြောတယ်စတဲ့ဝိညာဉ်တိုက်ပွဲကြောင့်ကျမပြောတယ်ပြောပြီးတော့မှကျမသူတို့ကိုလက်တင်ဆူတောင်းပေးခွင့်ရတယ်ဟာလေလုယာနှစ်ဆန်းပြည့်နေ့ရောက်တော့မနေ့9 နာရီဝဲလောက်ထဲကသူတို့ရဲ့လှုပ်ရှားမှုကြည့်ပြီးတည်သွားပြီလေမလွတ်တော့
ဘာလို့ဆိုတော့တကယ်တမ်းဟိုနေတူနေပြရှိရဆိုသူတို့ကဝတ်စုံပြေဝတ်ပြီးတော့ထူကြတယ်လေသူတို့ပုံပြဝတ်စုံပြေဝတ်တာဒါပေမဲ့သူတို့ပုံမှန်မဲ့ဆိုသွားပြီးမလွတ်တော့တယောက်တယောက်မလွတ်တိုင်းနေရအဲ့ဒီအချိန်မှာဘာဖြစ်သွားလဲဆိုရင်အရင်တော့ကအတိတ်ထံဝင်နေတဲ့သူတွေတရားထိုင်နေတဲ့သူတွေအကုန်လုံးလေခြေပြစ်လက်ပြစ်ဖြစ်ပြီးတော့ဖြေပြုတ်ခွေပြီးတော့တချို့ဆိုအော်ငိုကြတယ်တချို့ဆိုကြောင်ကြောင်ကြီးကြီးနေကြလို့မလွတ်တော့ဘူးလေအဲ့ဒီအချိန်မှာကျမကအိမ်နဲ့ဆန်းနေဆိုတော့လေကျမအကွယ်စားထားတယ်တဲ့ဘုရားကျောင်းသွားဖို့လေကျမလှုပ်တဲ့တချင်းလေးတအေးနဲ့ကျမလှုပ်တယ်အဲ့ဒီအဆောင်ရှိကတူတယ်မစိတ်မကောင်းဖြစ်လို့မလာတော့ဘူးဆက်လက်ပြီးဘုရားကိုယုံကြည်ခြင်းနဲ့တိဆောက်ကိုကျမဆက်ပြီးဝင်လာအဲ့ဒါလည်းပြီးတော့ကျန်တဲ့လူတွေကဘုရားရှိခိုးတာမလုပ်တော့ဘူးဒါပေမဲ့ကျမကငကိုပုံမှန်အတိုင်းပဲနေရောညောနေရောညောဘုရားနဲ့လုံးထွေးတော့သူတို့ဆက်မြင်လာတယ်ဘာလဲဟာဆရာမမလေးလွတ်ကြောင်ကြောင်တော့မဟုတ်တော့ဘူးနော်တခုခုတော့ထူးကြတယ်အော်ဟိုမိမတွေသူ့ကိုပြဿနာရှာလို့နေမှာပါဟိုမိမတော့အချိန်ပြည့်ကျမအောင်နော်မိစ္ဆာဒိဋ္ဌိမှကိုမိမတော့ချက်ပြောနေတော့မျိုးစုံနော်သူတို့ဘုရားကဘာဖြစ်တော့အမျိုးစုံတွေပြောနေတော့နော်အဲ့ဒါတရက်ကျတော့ကျမသမင်းစားကန်နေလေကိုလုံးလုံးအဲ့လိုကြီးနေရောညောင်အဆောင်ပြောင်းနေအောင်အဆင်မပြေတော့ဘူးအဲ့တော့သူတို့ကလည်းအဆောင်ပြောင်းလျှောက်ထားတော့အဆောင်ပြောင်းရင်ပြောင်းဒါမှနေရာပြောင်းရင်ပြောင်းတစ်ခုခုတော့လုပ်ပေးကိုတော့လို့တမီးသိစမပြေတော့ဘူးလို့အဲ့လိုပြောလိုက်တယ်အဲ့ဒီည9နာရီမှာဝတ်စုံပြေလို့ဝစီနေမှုတော့တက်လာပြီးတော့မှနာမည်ခေါ်တဲ့လူတွေထွက်ခဲ့ဆိုပြီးတော့မှနာမည်ခေါ်ပြီးမှထောင်ပြောင်းဆိုပြီးတော့ပါသွားတာဖြစ်တယ်အဲ့လိုပါသွားတဲ့အချိန်မှာဟိုကျန်တဲ့လူတွေအကောက်အဲ့ချိန်မှာထူးထူးဆန်းဆန်း atmosphere ကြီးကလေလေးသွားလို့ခံစားရတယ်သိလားဒါပေမဲ့ဖခင်ကချက်ချင်းသတိပေးတယ်မာရိယာနင်ဖခင်သားသမီးနော်ရန်သူဒုက္ခရောက်တော့ဝမ်းမမြောက်တော့ဟာဟုတ်ကဲ့ကိုတော့ကျန်တဲ့လူတွေလာပြောဆင်မမာရိယာတဲ့ညငါဆင်မကိုမဝတ်ချသွားတယ်ဘာညာလာပြောကျမအေးစဟုတ်ကဲ့ပါဒါပေမဲ့ထူးဆန်းတယ်သူတို့မျက်စိထဲမှာလေအဲ့ဒီမိမတွေရဲ့ရန်ကလွတ်သွားတော့မှကျမနေရောညောဖခင်နဲ့လုံထွေးနေလို့သူတို့မြင်သွားတယ်ဟာဆင်မမာရိယာဒါတော့မဟုတ်တော့ဘူးသူ့ရဲ့ကိုယ်ွယ်ခြင်းကစင်မှန်ဟာအဲ့ဒီကနေဧပြီလတလားလုံးနော်ပြီးသွားပြီနော်မေလတလားလုံးပြီးသွားပြီနော်နောက်တစ်ခုကျွန်မဆူတောင်းတာရှိသေးတယ်ထောင်ထဲမှာစကားတစ်ခွန်းရှိတယ်ဘာလဲဆိုရင်လေထောင်ရုပ်ပေါက်သွားတယ်လေထူးဆန်းတယ်သိလားအထဲမှာလေဘသူကြည့်လိုက်အကုန်လုံးတရုပ်ထဲပဲလူတော်မားတယ်သိလားဟဲ့ဒီကောင်မလေးကြည့်စမ်းရတယ်ဟိုစပြီးရောက်ခါစားဖြူဖြူချိုးချိုးလေးတော့တန်တန်လေးတော့တဲ့တလားတော့မပြည့်သေးဘူးထောင်ရုပ်ပေါက်သွားတယ်ဆိုကျွန်မသူ့ကြည့်တယ်အဲ့ချိန်မှာကျွန်မဖះကိုစကားတစ်ခွန်းပြောတယ်ကျွန်မအကြဆောင်ရောက်ပြီးမှလေကိုရောလို့တမီးကဖះသားသမီးနော်တမီးအပြင်ထွက်သွားတဲ့ခါမှာလို့ဆင်မမာရီယာတနာပါလေနော်ညှိုးသွားလိုက်တာနွမ်းသွားလိုက်တာတနာပါတယ်ဆိုတော့ပုံစံပြဖြစ်မခံဘူးတော့ဒန်ရီလာကဲ့သို့ထူးကြတဲ့အသားရည်နဲ့တမီးထွက်မှာတော့ဟာလေလုယာအဲ့ဒါကျွန်မစစ်တောင်းတာမေလ30ရက်နေ့မှာအိမ်ကနေစာရောက်လာတယ်မာရီယာတဲ့အဲ့ဒီငါတို့ဒါပါ3ယောက်လုံးအစာဆောင်ဆုတောင်းတယ်နေလဲအစာဆောင်ဆုတောင်းပါတဲ့ဘာအတွက်မှလည်းမသိဘူးကျွန်မကအစာရည်နဲ့အောင်နေတော့လေ7နာရီထိပဲတောင်းတယ်ဒါပေမဲ့တလုံးတော့ဖြစ်အောင်ကွာလို့3နာရီအထိသူတို့နဲ့တူဆုတောင်းနေဆိုပြီးကျွန်မအစာဆောင်ဆုတောင်းတယ်31ရက်နေ့လဲကြာလဲကြာကုန်တန်းပြန်ဖွင့်တဲ့အချိန်မှာအနိတ်ခံမှုပြင်းနေတာအဲ့တော့ဆရာဆုံးကငါကတော့စိတ်ကူလိုက်ရတယ်နေရာအထဲမှာစိတ်ခံနေတယ်အဲ့လိုကျွန်မနှိပ်ပြီးနေတဲ့အချိန်မှာပေါ့နော်တယောက်ကတက်လာသူလည်းအမှုသေးပါပဲဆမမာရီယာတဲ့ဆမမာရီယာပြန်လို့ရှိရင်ကျွန်မကိုဆမမာရီယာစာအုပ်လက်ဆောင်ပေးခဲ့တော့ဘာလည်းမသိဘူးနောက်တစ်ခေါက်လာပြောတယ်ဆင်မမာရီယာဥအောင်ရင်တောင်းတာလို့တဲ့ဆင်မမာရီယာပြန်သွားရင်လက်မှတ်ထိုးပြီးပေးခဲ့တော့ဘာလဲဆို surprise လေးတဲ့သူကလည်းလေးနဲ့ပြောရတယ်နော်အဲ့ဒီမှာကျွန်မဆက်မနှိမ့်နိုင်တော့ဘူးဘာလည်းမသိဘူးနော်လွတ်ငင်းဆိုလည်းတခြားလူတွေပါမှာပေါ့ဘာဖြစ်လို့ငါ့ကိုပဲလာပြောတာလဲငါတယောက်တည်းလွတ်တယ်ဆိုလည်းလွတ်စရာအကြောင်းမရှိဘူးလေကျွန်မမေးကြည့်ပြီးအဲ့ကျွန်မရောက်တဲ့တစ်နှစ်နီးပါးအတွင်းမှာလေတယောက်မှဘိုင်းနဲ့ခေါ်ထုတ်တယ်တယောက်မှမရှိဘူးအဲ့ဒီအချိန်မှာပဲမမ်မာရီယာဆိုပြီးတော့ရုံးကလာတော့အဝယ်စားရင်လေဟောဘာမှတော့အိမ်မက်လိုပဲကျွန်မကလေးတွေဆွဲထုတ်တော့အဝယ်စားရင်လေပြီးတော့ဆရာမမာရီယာတော့နောက်ပြန်လက်မကြီးနဲ့လက်ကြီးပြန်ရောက်တတ်တယ်လေအဲ့တော့နောက်ပြန်လက်ကြီးနဲ့တော့ဟုတ်ကဲ့ပါတော့ပြီနော်ဆိုပြီးတော့မှမိသားစုနဲ့ပြန်ဆုံးလာတာဖြစ်တယ်ဟာလေလုယာဒါကြောင့်တော့ကျွန်မခွန်အားပေးခြင်းနဲ့ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည်အာကြီးသောကိုးစားရာခွင့်ကိုဖြစ်စေတတ်၏နောက်ထပ်ချက်တောင့်တသောဝိညာဉ်ကိုရောက်ရဲစေ၍မွတ်သိပ်သောဝိညာဉ်ကိုလည်းကောင်းသောအရာနှင့်ပြည့်ဝစေတော်မူ၏ကျွန်တော်တို့ဒီကနေ့အခက်အခဲတွေပြဿနာတွေတွေ့တဲ့အခါမှာလူတော်တော်များများကစိတ်ပြက်ပြီးတော့ဘုရားနဲ့ဝေးသွားတယ်ဘုရားမကြိုက်ပါဘူးလို့မရှိပါဘူးလောကဒုက္ခတွေကိုအောင်မြင်နိုင်တဲ့အခုဒီလိုနည်းလားဘုရားနဲ့တာ၍နီးကပ်စွာဖတ်တွယ်တိုးဝင်ခြင်းပဲဖြစ်တယ်အာမင်စိတ်ညစ်လားစိတ်ညစ်ကြတာပို့ခတ်ပါအာမင်စိတ်မပြောဘူးလားမပြောလေးနဲ့ဘုရားနဲ့ပုံပြောမှလုံးထွေးပါအဲ့ဒါသာလေကျွန်တော်တို့လွတ်မြောက်ပြလမ်းပဲဖြစ်တယ်နောက်ဆုံးကြံတဲ့ချက်စာလံခန်းကြီး108ခန်းငယ်73ဖယားသခင်အားဖြင့်ငါတို့သည်ရဲရဲစွာပြုကြပြီဟာလေလုယာချမ်းမြေနေနော်
စားခြင်းအဖြစ်နဲ့ရမှာဖြစ်တယ်။ဒါကြောင့်ဒီလိုထဲမှာဒီလောကဆင်းရဲတွေကိုအောင်မြင်တဲ့ဗီဇာကပါပြီးသားနော်တလွဲမသုံးနဲ့လောကနေမှာမသုံးနဲ့ဂိမ်းတွေမှာမသုံးနဲ့တကယ်လက်တွေ့အသက်တာမှာရှင်ဆိုင်ခြင်းအဖြစ်ဘုရားရဲ့ဘုန်းတော်တသက်ကိုထင်ရှားတော်သူတသက်ခံချက်အကျဉ်းကြီးတွေတည်ဆောင်နိုင်သူဖြစ်ပါစေ။ရောက်စီရဖျားရှင်ကောင်းကြီးဖြစ်ပါစေ။